င်္ဂလာပါဒီနေ့ကျွန်တော်တို့ခရိယာနေမှာခရိယာတယောက်ဖြစ်လာဖို့ဆိုရင်အခြေခံကြတဲ့ကဲတင်ချင်းရဲ့အခြေခံအုတ်မြစ်ကိုကျွန်တော်ဒီနေ့ကြားပိုက်လေးနဲ့ပြောတော့မှာဖြစ်တယ်ဘာလို့လဲဆိုတော့ခရိယာရဲ့အသက်တာမှာဖခင်သခင်ရဲ့အတီးအပွင့်နေတန်ရှင်းသောဝိညာဉ်တော်ရဲ့အတီးအပွင့်တွေကိုမရှိမဖြစ်လိုအပ်တဲ့အရာဖြစ်တဲ့အတွက်ကြောင့်ဒီအခြေခံအုတ်မြစ်ကိုကျွန်တော်ကြားပိုက်လေးနဲ့ဖတ်ပြသွားခြင်းဖြစ်တယ်နော်အားလုံးနားဆင်ပေးကြပါလို့မိသားရက်ခံပါတယ်ကဲယေရှုခရစ်တော်ကသူ့ရဲ့ဒေသနာကိုမစခင်မှာအစဦးဆုံးဘာတရားဟောတယ်လဲဆိုရင်ရှမဿဲအခန်းကြီး၄အခန်းငယ်၁၇ထဲမှာနောင်တရကြလောတဲ့ကောင်းကင်နိုင်ငံတော်တည်လို့နေပြီတဲ့နောင်တရပါလို့ပြောတယ်နော်ကျွန်တော်တို့ပေါက်ပြလိန်နဲ့ဟာတွေမကောင်းတာလုပ်တဲ့ဟာတွေနောင်တရတော့မင်းတို့မာရငါတီးတဲ့နောင်တနဲ့ပြန်လာကြယေရှုခရစ်တော်ကအဲ့လိုခေါ်တယ်နော်ပြီးလို့ရှိရင်ရှင်ယောဟန်အခန်းကြီးရှင်လုကာအခန်းကြီး3အငယ်8ထဲမှာပရောဖက်ဖြစ်တဲ့ရှင်ယောဟန်ကဘယ်လိုမျိုးဟောထားလဲဆိုလို့ရှိရင်နောင်တနဲ့နောင်တရခြင်းနဲ့ထိုက်တာနဲ့အကျင့်တွေကိုကျင့်ပါတဲ့နော်ကျွန်တော်တို့အလကားနေချင်းခံတာမဟုတ်ပဲနဲ့နောင်တရပြီးတော့နေချင်းခံအဲ့ဒီနေချင်းခံတဲ့ဟာကိုနောင်တတဲ့ထိုက်တာနဲ့အကျင့်တွေပဲကျင့်ပါနောက်ကိုအပြစ်တွေထပ်မလုပ်ပါနဲ့ဆိုပြီးတော့ရှင်ယောဟန်ကလည်းဒီချာလေးမှာထားတယ်ပြီးတော့ရှင်ကျွန်တော်တို့အင်မတန်မှလေးစားရတဲ့ရှင်ပေါလုကတမန်တော်ဝတ္ထုအခန်းကြီး7အငယ်30ထဲမှာဖျားသခင်ကြီးတဲ့မိုင်မဲတော်အချိန်ကာလဒုက္ခအမှုမထားတော့လေဆိုလိုတာကကျွန်တော်တို့မိုင်မဲတဲ့ချိန်ဖျားမတိတဲ့ချိန်မှာဖျားကတော့အဲ့ဒါကြီးအမှုမထားဘူးတဲ့ယခုမူကားတဲ့ကိုယ်ပြစ်နိုင်ကိုယ်ပြစ်ကိုမြင်၍နောင်တရကြလောဟုခတ်သိမ်းတော့အရက်တုံး၌ရှိတော့လူအပေါင်းတို့အားမိန့်တော်မူ၏တဲ့နော်ကျွန်တော်တို့အင်မတန်လေးစားရတဲ့